ချမ်းသာမှုကြော်ကြားမှုအာဏာရှိမှုကမ္ဘာပေါ်မှာရှိတဲ့ຢာတွေအားလုံးပင်လယ်ဓမြဘရင်ဂိုးပြော်ကြားပိုင်ဆိုင်ထားပါတယ်။ဒါပေမဲ့သူကွက်မြတ်မခံရခင်မှာတော့ငါးချန္နာတွေဟုတ်လားမင်းတို့လိုချင်ရစီရမယ်ရှာကြစမ်းကမ္ဘာပေါ်မှာငါပိုင်ဆိုင်ခဲ့တဲ့မြအရာတွေအားလုံးကိုပင်လယ်ထဲမှာထားခဲ့တယ်ဆိုပြီးတော့အော်ပြောသွားခဲ့ပါတယ်။သူပြောရတဲ့စကားဟာတကဘာလုံးကိုပြန့်နှံ့သွားခဲ့ပြီးတော့လူတွေဟာပင်လယ်ထဲကိုရွှဲလွှင့်ကုန်ကြကပင်လယ်ဓမြခစ်ကြီးတစ်ခေတ်စတင်လာပါတော့ရဲ့။တာယာရဲ့မနက်ခင်းတစ်ခုမှာတော့တင်မောကြီးတစ်ခုကရေဝဲတစ်ခုကိုဖျက်သွားနေရပြီးတင်မောဘော်ကလူနှစ်ယောက်ကလည်းပင်လယ်ပြင်ကြီးကိုငေးကြည့်နေခဲ့ပါတယ်။ဒီချိန်အနီးနားကိုစီပိုင်းတစ်ခုမျောလာနေပြီးစီပိုင်းထဲမှာတော့မန်ဂီတီလူဗီဆိုတဲ့ကောင်လေးတစ်ယောက်ပါလာခဲ့ပါတယ်။တင်မောကြီးရဲ့မှာတော့အရှိကရေဝဲကတင်မောကိုမထိခိုက်နိုင်ဘူးလို့မှတ်ခါအေးစေးပါတီပွဲတစ်ခုကိုကျင်းပနေကြပါတယ်။လူဗီပါလာရဲ့စီပိုင်းကိုမြင်တွေ့သွားတဲ့တင်မောသားတွေကအပေါ်ဆွဲတင်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲတင်မောသားတစ်ယောက်ကပင်လယ်ဓမြတင်မောကြီးတစ်စင်းကိုလှမ်းမြင်လိုက်ပြီးတော့ပင်လယ်ဓမြတင်မောကြီးလာနေပြီဆိုပြီးအော်ဟစ်လိုက်ပါတယ်။မချခင်မှာပဲပင်လယ်ဓမြတွေဟာတိုးတင်မောကိုစတင်တိုက်ခိုက်ပါတော့ရဲ့။ပင်လယ်ဓမြခေါင်းဆောင်မိန်းမကြီးအဗီဒါကကော်ဖီဆိုတဲ့သူ့ရဲ့ပျော့ဖက်ဖက်တင်မောသားလေးကိုဒီပင်လယ်ပြင်မှာအလှဆုံးကဘသူလဲလို့မေးလိုက်ပါတယ်။ကိုဖီကလည်းဒီပင်လယ်ဓမြတင်မောရဲ့ခေါင်းဆောင်တခင်မကြီးအဗီဒါပါလို့သဘောကျပြန်ဖြေပေးရပါတယ်။သူတို့အားလုံးကခေါင်းဆောင်အဗီဒါကိုအင်မတန်ကြောက်ရပါတယ်ဒီလိုနဲ့ပင်လယ်ဓမြတွေကတင်မောချက်တိုင်းတွေကိုဖျက်ဆီးလိုက်ချိန်မှာတော့လူဗီရှိနေတဲ့စီပိုင်းဟာလည်းတင်မောအတွင်းထဲကိုလိမ့်ဝင်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲပင်လယ်ဓမြတွေကတင်မောကြီးစီကိုကျိုးရည်နဲ့တွေ့ပြီးတော့တက်လာပါတော့ရဲ့ကိုဖီကတော့ကျိုးတဲ့ခုံကူကမှကြောက်နေရကြောင်းတခင်မအဗီဒါကစူပူကျိမ်းပေါက်နေပြီးကိုဖီကိုပိတ်ကန်လိုက်ပါရဲ့ဒီလိုနဲ့ပင်လယ်ဓမြတွေဟိုဘက်တင်မောကိုတိုက်ခိုက်နေချိန်ကိုဖီတယောက်ကတော့မိဖို့ကြောင်တွေကိုဝင်လာခဲ့ပါရဲ့ရုံးမင်းဆန်ခတ်ဖြစ်နေကြချိန်မှာပဲခိုးကြောင်ခိုးဝက်ငတက်ပြားကောက်မာလေးတယောက်ကလည်းပင်လယ်ဓမြတင်မောဘော်ကိုကျိုးနဲ့တွေ့တက်လာနေပါတယ်။တင်မောစီကိုခိုးဝင်မှုကြိုးစားရင်းမှာပင်လယ်ဓမြနဲ့တက်တဲ့တိုးလို့အမှောက်တိတ်ပေးလိုက်ရပါတယ်ရဲ့။ကိုဖီကလူဗီရှိရဲ့စီပိုင်းကိုမိဖို့ကြောင်ထဲကနေလှိမ့်လာပြီးတော့တိတ်လာပါရဲ့။ဒါပေမဲ့ပင်လယ်ဓမြတွေနဲ့တိုးပြီးသူတို့ကစီပိုင်းကြီးကိုခွဲဖို့လုပ်ပါတော့ရဲ့။ဒီချိန်မှာပဲစီပိုင်းတွေကလူဗီထွက်ပေါ်လာခဲ့ပြီးပင်လယ်ဓမြတွေလည်းလဲကျသွားခဲ့ပါရဲ့။လူဗီကဘသူတွေလဲဘာတွေလဲမေးလိုက်တဲ့အချိန်မှာတော့ပင်လယ်ဓမြတွေကမခံလေးစားလုပ်တယ်ဆိုပြီးတော့ဓာတ်နဲ့ပြေးခုတ်ပါတော့ရဲ့။ဒါပေမဲ့လူဗီရဲ့အရှောင်သိန်းတွေကြောင့်ဓာတ်တွေပဲကျိုးသွားခဲ့ရပြီးပင်လယ်ဓမြတွေရဲ့လန့်ပြီးတော့ထွက်ပြေးသွားပါရဲ့။ကိုဖီကတော့လူဗီကိုပင်လယ်ဓမြတွေထပ်မရောက်လာခင်ဒုက္ခရောက်မှာမလို့အမြန်ပြေးခိုင်းနေပေမဲ့ဘာအောင်မှတက်ကီးမဆိုင်တဲ့လူဗီတယောက်ကတော့ဗိုက်စာရဲဆိုပြီးတော့စားစရာလိုက်ရှာနေခဲ့ပါရဲ့။ဒီလိုနဲ့စတိုကန်တစ်ခုရဲ့ကိုရောက်လာခဲ့ကြပြီးတော့ကိုဖီကတော့ဒီနေရာဟာလူဗီအတွက်အလုံးကျုံဆုံးပဲလို့ပြောနေခဲ့ပါရဲ့။လူဗီလည်းစတိုကန်ရဲ့တစ်တီးတွေကိုစားနေရင်ကိုဖီအကြောင်းကိုမေးမြန်းလာပါရဲ့။ကိုဖီရဲ့ပြောကြားချက်အရတနေ့သူငားများဖို့ကမ်းခြေကနေလှေတစည်းကိုစီးလာပေမဲ့တကယ်တမ်းမှာတော့ငားဖမ်းလေမဟုတ်ပဲနဲ့ပင်လယ်ဓမြလှေဖြစ်နေခဲ့တာပါဒါနဲ့ပဲအဖမ်းခံလိုက်ရပြီး2နှစ်ကြာသည့်အထိပင်လယ်ဓမြတင်မောပေါ်မှာခိုင်းပတ်လုပ်နေခဲ့ရပါလူဗီကထွက်ပြေးဖို့အကြံပေးပေမဲ့ကိုဖီကတော့ခေါင်းဆောင်အဗီဒါကိုအလွန်ကြောက်တာကြောင့်မပြေးရဲခဲ့ပါဘူး